ပြင်းမြို့အနီးမှာရှိရဲ့မိန်းကလေးနှစ်ထပ်အဆောင်တစ်ခုအဆောင်ရဲ့အပေါ်ကအဆောင်ဘက်မှာအခန်းတစ်ခန်းကိုတော့ don't open မဖွင့်ရလို့သတိပေးစာကတ်ထားတယ်ဘယ်သူမှလည်းမဝင်ကြဘူးမတန်တာနဲ့တငယ်ချင်းကောင်မလေးနှစ်ယောက်မျက်နှိုးနဲ့ဝိမုံသူတို့ကပြည်မြို့ကိုတင်တန်းအတွက်စာမေးပွဲလာဖြေတာပြည်ရောက်တော့ 5:30 PM ဖြစ်နေပြီအခြားမိန်းကလေးဆောင်ဒီကလူပြည့်နေတော့ဒီနှစ်ထပ်အဆောင်ဟောင်းပဲငားလိုက်ရတယ်ည7:45မတန်တာနဲ့တငယ်ချင်းနှစ်ယောက်စာမေးပွဲနီးလို့အိတ်မပြောပဲစာဖတ်နေကြတယ်အဲ့ဒီအချိန်မှာသူတို့အထက်အခန်းရှိလင်းလျှောက်လန်းကလမ်းလျှောက်တန်းကြားလာတယ်မတန်တာကမေးလိုက်တယ်ဒီချိန်ဘသူလမ်းလျှောက်နေတာလဲခြေတံရက်သွားတယ်ပြီးတော့တကားခောက်တန်းကြားရတယ်အဲနောက်တကားအောက်ကနေရေတွေစီးဝင်လာတယ်အခန်းတကားဖုံးလိုက်တော့ရေတွေကအခန်းထဲကနေထွက်ပြီးအဆုံးဘတ် don't open လို့ကတ်ထားတဲ့အခန်းစီကိုဦးတည်သွားတယ်မတန်တာတို့လည်းရေဦးတည်ရာအခန်းစီဖြည်းဖြည်းရှောက်လိုက်ကြတယ်ရုတ်တရက် don't open ဆိုတဲ့တကားပွင့်ပြီးရေဆိုးရွဲနေတဲ့မိန်းကလေးတယောက်ကိုမြင်လိုက်တယ်သူတို့လည်းကြောက်လန့်ပြီးထွက်ပြေးကြတယ်မနေ့ရောက်တော့အဆောင်မှုကိုပြောပြပေးမယ်ငါအဆောင်မှာဘာတရေမှမရှိဘူးနင်တို့ငါအဆောင်ကိုနာမည်မဖြစ်ကြနဲ့အမှန်တော့လွန်ခဲ့တဲ့နှစ်ကထိုအခန်းမှာမိန်းကလေးတူခေါင်းလျှော်ပြီးစပင်းအချောက်ခံနေစဉ်ဓာတ်လိုက်တေဆုံးခဲ့တာပါကဲခုကြည့်နေလေသူရောအဆောင်မှာတရေချောက်ခံဘူးလားကြုံခဲ့ရတဲ့ဖြစ်ရမှန်တရေဇလန်းကြီးပြောပြခဲ့ပါဦးနောက်ဗီဒီယိုအတွက်ဖြစ်ရမှန်တရေဇလန်းအလို့ရှိတယ်